တပတ်အတွင်းရမမြင်ကွင်းသတင်းစီစဉ်ကနေကြိုဆိုပါရစေမင်္ဂလာပါကိုနေဟုတ်ကဲ့မင်္ဂလာပါကြီးရေဒီတစ်ပတ်မှာတော့မွန်ပြည်နယ်မှာထူးထူးခြားခြားဖြစ်ပျက်ခဲ့တဲ့စစ်ရေးနိုင်ငံရေးလူမှုရေးတွေအပါအဝင်နိုင်ငံတော်ဝန်မှာဖြစ်ပျက်နေတဲ့လူခွင့်ချိုးဖောက်ခံရမှုအစရှိတဲ့သတင်းတွေကိုကျွန်တော်တို့မောင်တော်မနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာစုစည်းတင်ပြပေးသွားမယ့်သတင်းအကြောင်းအရာတွေကပြည်တွင်းပြည်ပသတင်းဌာနတွေမှာရေးသားဖော်ပြထားတာတွေကိုလူလူတွေကြည်ကြပြည့်ပြည့်သိရှိဖို့ကျွန်တော်တို့လူမျိုးစုံကြီးရမညလူမျိုးရေးစီအဖွဲ့သားတွေကကောက်နှုတ်ဖော်ပြပေးတာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုလူမျိုးစုံကြီးရမညလူမျိုးရေးစီ Facebook page နဲ့ YouTube channel မှာအပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကြီးရေညီမလေးကနေပြီးတော့စပြီးတင်ဆက်ပေးပါဦးဟုတ်ကဲ့ညီမပထမဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းရတော့ပေါ့နော်ဒီမွန်ပြည်နယ်ကြိုက်မြို့မြို့နယ်ကအကျဉ်းထောင်မှာရှိဖြစ်နေတဲ့အခြေအနေလေးကိုညီမပထမဆုံးဖတ်ပြပေးသွားမှာဖြစ်ပါတယ်မွန်ပြည်နယ်ကြိုက်မြို့မြို့နယ်ဘို့အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုပေါ့မိသားစုတွေပြပို့လာတဲ့ပစ္စည်းတွေကိုဒီစစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဝန်ထမ်းတွေကကန့်သတ်မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုညီမတို့ကြားရတယ်ပေါ့နော်ဒီနိုင်ငံရေးအကျဉ်းသားတွေအတွက်စာအုပ်စာပေတွေစာနေရိတ်ခါတွေနဲ့ဒီတခြားလိုအပ်တဲ့ပစ္စည်းတွေကိုတွင်းခွင့်မပြုတော့ပဲဒီခုကကန့်သတ်မှုတွေလုပ်နေရပါတော့။ဒါ့အပြင်ကိုအကျဉ်းထောင်အတွင်းမှာဖိနှိပ်မှုတွေနဲ့အခွင့်အရေးဆုံးရှုံးနေတဲ့အခြေအနေတွေကလည်းဆက်လက်ဖြစ်နေဆဲပဲဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကပစ္စည်းတွေပေးပို့တဲ့အခါမှာမှတ်ပုံတင်တဲ့အိမ်နောက်စုစီရင်တွေကိုကျဉ်းကျက်စွာတို့စစ်ဆေးမှုတွေပြုလုပ်နေတယ်။ထောင်ဝင်စာတွေကိုလည်းအပြည့်အဝပေးပို့ခွင့်မရှိတော့ဘူးလို့သိရပါတယ်။ဒါ့အပြင်ကိုအကျဉ်းထောင်အတွင်းပစ္စည်းတွေကိုအကျဉ်းဦးစီးဝန်ထမ်းတွေကသူတို့ရဲ့ကိုယ်ကျိုးအတွက်အသုံးပြုနေပြီးတော့ထောင်တွင်းမှာရှိတဲ့တပ်တာဆိုင်တွေကိုပြန်လည်ရောင်းချနေတယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေစေပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့လူခွင့်ချိုးပေါက်ခံရမှုတွေထဲမှာပါတော့ဗောနော်ဟုတ်ကဲ့ပါကိုနောက်တစ်ပုတ်ပြောပြချင်တာကတော့မွန်ပြည်နယ်မှာရောက်ရှိနေတဲ့စစ်ပေးရှောင်နေတဲ့အကြောင်းဗောနော်မွန်ပြည်နယ်မှာစစ်ရေးပဏိပခါတွေကြောင့်နေရဆွန့်ခွာထွက်ပြေးနေရတဲ့စစ်ပေးရှောင်တွေကစစ်ကောင်စီမှာဆင်းရေးပေးသွင်းရမယ်လို့ညွှန်ကြားတာလို့သိရတယ်စစ်ပေးရှောင်တွေတော့ငွေကြေးထောက်ပံ့နေပေးမယ်လို့လည်းကတိပြုထားပေမဲ့တကယ်မှာတော့ထောက်ပံ့မှုတွေမရရှိတဲ့အကြောင်းကိုလည်းသိရတယ်။မော်လမြိုင်မြို့အပါအဝင်မူတုံတန်မြူဇီယမြို့တွေမှာခုံကြီးကျောင်းတွေနဲ့နေအိမ်အငှားတွေမှာတနည်းတစ်ဖုံဝင်ရောက်နေထိုင်နေရတဲ့အဲ့ဒီစစ်ပေးရှောင်တွေအကုန်လုံးကစီးရင်ပေးသွင်းနေရတာပေါ့နော်။ပြီးတော့စစ်ပေးရှောင်တွေကလည်းလက်ရှိမှာလုံခြုံရေးနဲ့အသက်ရှင်ရည်တည်ရေးအတွက်လည်းအခက်အခဲတွေဖြစ်နေပြီးတော့စိန်ခေါ်မှုတွေရင်ဆိုင်နေရတာပေါ့နော်။ကဲပါညီမနောက်တစ်ခုအနေနဲ့ကခေါ်စာမျိုးကလက်စစ်မီးပြတာအကြောင်းကိုနည်းပြောပြပေးချင်ပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်ခေါစာမြို့နဲ့အနီးတစ်ဝိုက်ကျေးရွာတွေမှာပေါ့အခုလက်ရှိလက်စစ်မီးဖြန့်ဖြူးပေးနေတဲ့ဝေဆန်းလာဆိုတဲ့ကုမ္ပဏီကစာချုပ်မှာသတ်မှတ်ထားတဲ့အတိုင်းမီးပေးမှုတွေမလုပ်တော့ဘဲနဲ့ပေါ့ဒါအပြင်ဟိုမှာမီတာကဈေးနှုန်းတွေကိုလည်းအခုပုံမတိုးပြီးတော့ကောက်နေရဆိုတဲ့အကြောင်းကိုညီမတို့ကြားရတယ်ပေါ့နော်ဒါကြောင့်လဲဒေသခံတွေကအခုမချင်မနှက်မှုတွေဖြစ်နေတယ်ပေါ့နော်ဟိုစာချုပ်အရာဆိုရင်တို့တရက်ကိုမနက်4နာရီကနေပြီးတော့6နာရီရတစ်ချိန်ည6နာရီကနေ10နာရီထိတစ်ချိန်မီးပေးမယ်ဆိုပြီးတော့သဘောတူထားပြင်မဲ့လေအခုလကနေစပြီးတော့တို့တရက်ကို2နာရီပဲမီးပေးတော့တယ်ပေါ့နော်ဒါအပြင်ကိုမီတာကကိုတယူနဲ့3400ကျပ်ထိကိုတိုးမြင့်ကောက်ခံနေရဆိုပြီးတော့ဒေတာခံတွေကပြောတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေတာခံ300ကျော်ဖေဖော်ဝါရီလ26ရက်နေ့မှာဒီခေါ်စာမျိုးအုပ်ချုပ်ရေးမှုရုံးကိုစတင်ပြီးတော့ဒီလက်စစ်မီးပြဿနာဖြည့်ရှင်းပေးဖို့တော့လက်ရှိတောင်းဆိုနေကြပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းရိုးအနေနဲ့လူရဒီမှာမွန်စာပေနဲ့မွန်စကားပြောတင်တန်းတွေဖွင့်လှစ်နေတဲ့အကြောင်းပြောပြချင်ပါတယ်ဒါကတော့မွန်ပြည်နယ်မှာမဟုတ်ပေမဲ့လည်းရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ2025ခုနှစ်လူရဒီမွန်စာပေနဲ့မွန်စကားပြောတင်တန်းတွေကိုမလ4ရက်နေ့ကနေစပြီးတော့မြို့နယ်14ခုမှာဖွင့်လှစ်လိုက်ပါတယ်တင်တန်းတွေကိုမင်္ဂလာတုံးတန်လျင်တောင်တကုံတာဂေတတောင်ဥက္ကလာပဒေါပုံဗဟန်းမြောက်ဥက္ကလာပလှိုင်မယန်းကုန်းတဲကူဥယျင်ဝလှိုင်တာယာနဲ့အင်းစိန်မြို့နယ်တွေမှာအခမဲ့ဖွင့်လှစ်တင်ကြားပေးနေပါတယ်။မွန်စာပေနဲ့ယဉ်ကျေးမှုဆိုင်ရာကော်မတီရန်ကုန်ရဲ့ဥက္ကဋ္ဌဒေါက်တာမင်းခင်စိန်ကမွန်စာပေမွန်ဘာသာစကားယဉ်ကျေးမှုတွေရိုးရာဓလေ့တွေကိုထိန်းသိမ်းဖို့တော့ရည်ရွယ်တဲ့အကြောင်းကိုလည်းပြောသွားခဲ့ပါတယ်ပေါ့နော်။ဟုတ်ကဲ့ဒီသတင်းကတော့ဒီမွန်စာပေနဲ့ပတ်သက်ပြီးတော့သတင်းကောင်းနေပါတော့။ဟုတ်ကဲ့ညီမဆက်လက်ပြီးတော့ပေါင်မျိုးနယ်ကအမိသက်ဖွဲ့ဝင်တွေလွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုဆက်လက်ပြောပြပေးသွားပါမယ်။မွန်ပြည်နယ်ပေါင်မြို့နယ်မှာဖမ်းဆီးခံထားရတဲ့မိသက်ဌာနအဖွဲ့ဝင်2ဦးဖြစ်တဲ့မိသက်ဦးစီးမှုဦးမြတ်ကိုနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
ဒုဦးစီးမှုဦးကျော်မျိုးတို့ကအခုပြန်လဲလွတ်မြောက်လာခဲ့ပြီပေါ့နော်ဒီစစ်ကောင်စီဘက်ကဒီသူတို့တွေကအပြစ်မရှိရဲယူဆပြီးတော့လွတ်ပေးခဲ့ရဖြစ်ပါတယ်ဒါပေမဲ့လည်းလုပ်ငန်းရှင်ဦးစိတ်မယ်အပါအဝင်တခြားလူ၄ယောက်ကဖမ်းဆီးခံထားရဆဲဖြစ်ပြီးတော့သူတို့စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေရပေါ့နော်ဒီဖမ်းဆီးခံထားရတဲ့လူတွေနဲ့မှာတော်ဝင်ပေါ်တာဆောင်ပိုင်ရှင်ကိုစာနီလုပ်ငန်းရှင်တွေဖြစ်တဲ့ဦးမိုးငယ်ဦးစော်ဝင်းမြင့်နဲ့ဒေါ်ကျော်ကျော်ဆန်တို့လည်းပါဝင်နေပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ21ရက်နေ့မှာအောက်တရာကြီးရွာကနေဖမ်းဆီးခံထားရတဲ့ကျူရှင်စရာရဲထွန်းနိုင်ကိုလည်းလွတ်ပေးခြင်းမရှိဘဲနဲ့စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေရလို့ဒေသခံတွေကပြောဆိုထားပါတယ်လွတ်သွားတဲ့2ယောက်တော့ဝမ်းသာစရာပဲအဲ့ဒီမတရားဖမ်းဆီးခံနေရတဲ့လူ4ယောက်တော့မကောင်းဘူးနော်ဟုတ်ပါတယ်ကိုဒီနောက်တစ်ပုတ်ကတော့ဒီလမိုင်းမျိုးကဆိုင်ကယ်လူမျိုးမှုနဲ့ပတ်သက်တဲ့သတင်းလေးပါနော်မွန်ပြည်နယ်ရေးမြို့နယ်လမိုင်းမျိုးမှာလူငယ်တူကိုထိုးချိတ်ပြီးတော့ဆိုင်ကယ်လူမျိုးမှုဖြစ်ခဲ့တဲ့ကိုရဲ့ဖြစ်စဉ်ကတော့သတင်းတူပဲနော်ဖြစ်စဉ်ကတော့ဖေဖော်ဝါရီလ29ရက်နေ့မနက်9:00နာရီခန့်မှာဒီလမိုင်းမျိုးမှာ3ရက်ကွက်တုံးပြည်လမ်းမှာဖြစ်ခဲ့တာပေါ့နော်ဒီဆိုင်ကယ်လူရဲ့လူကလည်းလမိုင်းမျိုးကန်တူဖြစ်တယ်ဆိုပြီးတော့သိရတယ်ပေါ့ဒီဆိုင်ကယ်လူရဲ့မှုနဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လမိုင်းမျိုးအုပ်ချုပ်ရေးမှုရုံးကိုဒီတိုင်ထမ်းထားတယ်ပေါ့နော်လမိုင်းမျိုးမှာအခုလိုမျိုးဆိုင်ကယ်လူရဲမှုဖြစ်တဲ့ဖြစ်စဉ်ကတော့ဖြစ်လိဖြစ်တာမရှိဘူးဘလို့ဒေသခံတွေကပြောထားတယ်ပေါ့နော်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကအရေးမြို့နယ်သင်္ကန်းကျွန်းကျေးရွာမှာဦးအောင်ကျော်နဲ့သူရဲ့တူဖြစ်သူတို့အားဒီအာယုတောင်ဘက်ကိုပေါ့နော်ဆိုင်ကယ်နဲ့သွားတဲ့အချိန်မှာဒီလူနယ်ယောက်ကပေါ့နော်ဆိုင်ကယ်တစ်စီးနဲ့ထွက်လာပြီးတော့ဓာပြချင်းချောက်ပြီးတော့ဆိုင်ကယ်လူရဲမှုကလည်းဖြစ်ပွားခဲ့သေးရဲ့ကိုဒီစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီရေးမြို့နယ်နေမီတည်ငြိမ်အင်းကျမှုမရှိတော့တဲ့အတွက်ခိုးဆိုးလူရဲမှုတွေကမကြာခဏဖြစ်နေတဲ့အပြင်ကိုလက်နက်နဲ့ချင်းချောက်ပြီးတော့လူရဲတဲ့ဖြစ်စဉ်တွေကလည်းမကြာခဏဆိုသလိုပေါ့နော်ဖြစ်ပွားနေစေပဲဖြစ်ပါတယ်နောက်တစ်ဖက်ပြချင်တဲ့သတင်းတစ်ပုဒ်ကတော့မွန်ပြည်နယ်မှာဖေဖော်ဝါရီလအတွင်းပြည်သူများဖမ်းဆီးခံရတဲ့အကြောင်းနဲ့တည်ဆုံမှုတွေအကြောင်းပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လခွင်းစာစင်ကနေပြီးတော့မလ6ရက်နေ့မှာထုတ်ပြန်ချက်အရမွန်ပြည်နယ်မှာဖေဖော်ဝါရီလအတွင်းဒေသခံပြည်သူ64ဦးဖမ်းဆီးခံရပြီးတော့15ဦးတည်ဆုံခဲ့တယ်ပေါ့နော်ဖမ်းဆီးခံရသူအများစုကတော့စစ်မှုထမ်းရန်ညှဉ်းဆန်ခြင်းပြီးတော့တော်လိုင်းရေးအဖွဲ့တွေကိုထောက်ပံ့ခြင်းစတဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးခံရရတယ်ပြီးတော့တည်ဆုံမှုတွေထဲမှာလည်းတော်လိုင်းရေးအဖွဲ့တွေဝင်နေရဲ့ရှင်းလင်းသက်ဖြတ်ခံရတာတွေရဲ့ပြီးတော့စစ်ကောင်စီတွေရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံခဲ့ရတာတွေရဲ့ပြီးတော့နောက်ဆုံးတစ်ခုကတော့တိုက်ပွဲလက်ကျန်တွေဖြစ်တဲ့ရေမြုပ်မိုင်းတွေကြောင့်တည်ဆုံရတဲ့လူတွေပါဝင်ခဲ့တယ်ပေါ့နော်ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံ24ဦးဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ကြောင်းဘာသာရေးအဆောက်အဦတွေနဲ့လူနေအိမ်ပေါင်း90ကျော်လည်းပျက်စီးခဲ့တယ်ပေါ့နော်ထို့လောက်အတွင်းမှာကြိုက်မရောကြိုက်ထိုဘီလီနဲ့ရေမြုပ်နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေ73ကြိမ်လောက်ဖြစ်ပွားခဲ့ပြီးတော့တပ်ဖွဲ့ဝင်တွေလည်းထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့တယ်ဇန်နဝါရီလအတွင်းမှာမွန်ပြည်နယ်လက်နက်ကင်ပဏိပခတွေကြောင့်ဒေသခံပြည်သူ8ဦးဒေဆုံးပြီးတော့19ဦးဒဏ်ရာရရှိခဲ့တယ်လို့သိထားရတယ်ပေါ့နော်ဟုတ်ကဲ့ညီမနောက်တပုံအနေနဲ့ကတော့ကြိုက်ထိုမျိုးနေရမှာစစ်မှုထမ်းတင်နန်းစင်းရင်နံကြားဖြတ်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုပြပြပေးသွားပါမယ်မွန်ပြည်နယ်ကြိုက်ထိုမျိုးနဲ့အင်္ဂဘိုကျေးရွာအနီးကဒီရန်ကုန်မော်လမြိုင်လမ်းမပေါ်မှာပေါ့နော်မလ6ရက်နေ့မနက်9:00နာရီခန့်လောက်ကတော်လိုင်းရင်အင်အားစုတွေကကား8စီးပါစစ်ကောင်စီရင်နံကိုစောက်ကြိုတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်တိုက်ခိုက်ခံရသူတွေကတော့ဒီမော်လမြိုင်တက်တီကိုပို့မဲ့တပ်ဖွဲ့ဝင်တွေလို့သိရတယ်ပေါ့နော်တိုက်ခိုက်မှုအပြီးမှာဒီတိန်စရက်အခြေဆိုင်အမှတ်209ချင်းမြန်တက်ရင်နဲ့အမှတ်310အမြောက်တပ်တွေကနေပြီးတော့လက်နက်ကြီးတွေလည်းပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်ဒီကြိုက်ထုံမျိုးနယ်မှာစစ်ရေးအခြေအနေတွေကတော့တင်းမာလျက်ရှိပြီးတော့စစ်ကောင်စီတပ်တွေကခံစစ်ပြင်ဆင်တာတွေဒီကင်းမုံချထားတာတွေလက်နက်ကြီးပြစ်ခတ်တာတွေဒီကြောင့်ကင်းထောက်မှုတွေကိုလည်းဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်နောက်တစ်ပုတ်ဖတ်ပြချင်တာကတော့မွန်ပြည်နယ်ဘီလီမျိုးနဲ့အလူလေးကျွေးရအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းပဲပေါ့နော်မနက်6ရက်နေ့မနက်7:00နာရီခန့်မှာရန်ကုန်မော်လမြိုင်ကားလမ်းမပေါ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေပြီးတော့4ဦးတိဆုံးပြီးတော့4ဦးဒဏ်ရာရတယ်လို့သိခဲ့ရပြီးတော့တော်လိုင်းဘက်မှာတော့2ဦးကြာဆုံးပြီးတော့2ဦးဒဏ်ရာရခဲ့တယ်ပေါ့နော်အဲ့ဒီတိုက်ပွဲကြောင့်ကားလမ်းက2နာရီလောက်ထိပိတ်ခဲ့ရပြီးတော့နေ့လယ်2နာရီလောက်မှပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိခဲ့ရတယ်လက်ရှိမှာတော့ဘီလီမျိုးနယ်မှာစစ်အခြေအနေကတင်းမာနေပြီးတော့စစ်ကောင်စီဘက်ကကြေးရ900ခန်းကိုတပ်ပြန်ထားပြီးတော့လမ်းပိုင်းတွေမှာကိန်းမုံတွေဝတ်နေပြီးတော့စစ်ဆေးမှုတွေလည်းလုပ်နေတယ်လို့သိရတယ်။ဘီနီအခြေဆိုင်တပ်ရင်တွေမှာလည်းတင့်ကားတွေလက်နက်ကြီးတွေပြင်ဆင်ထားတယ်လို့ကြားရတယ်။ပြီးတော့အင်အားတွေလည်းအများကြီးဖြည့်တင်ထားတယ်လို့သိခဲ့ရတယ်ပေါ့နော်။ဟုတ်ကဲ့နောက်တစ်ပုဒ်ကတော့ဒီရေမြုပ်နယ်မှာပေါ့နော်ဒီရေလောက်တာ9ဦးစစ်ကောင်စီဘက်ကနေပြီးတော့ရိုက်နှက်ခံရတယ်ဆိုတဲ့သတင်းပါနော်။မွန်ပြည်နယ်ရေမြုပ်နယ်ကဗျာဝကျေးရွာနီးကပင်လယ်ပြင်မှာမလ9ရက်နေ့ကရေလောက်တာ9ဦးငါးဖမ်းဖို့เนาะဆက်လီနဲ့ပင်လယ်ပြင်ကိုထွက်ခါတဲ့အချ
ချိန်မှာဒီပင်လယ်ဝါကစစ်တပ်တင်မောနဲ့တွေ့ဆုံပြီးတော့စစ်စေးမြင်ခံရတယ်ပေါ့နော်သူအကြောင်းရင်းကတော့ကြေးရအုပ်ချုပ်ရေးမှုရဲ့ပင်လယ်ထွက်ခွင့်လက်မှတ်မပါဘူးဆိုပြီးတော့ရေလုတ်သားတွေကိုပူလီချိုးပြရိုက်တယ်ဒီရိုက်ခံရတဲ့သူတွေကကြောဖြန့်နဲ့တင်ပါပေါင်နေမှာအညိုမဲဆွဲတန်ရာတွေရှိခဲ့ပြီးတော့တချို့ကလည်းသွေးရနဲ့ထီတောင်ဖြစ်ခဲ့တာပေါ့နော်သူတို့ကတတိပေးချင်းချောက်ပြီးတော့ပြန်လွတ်ခဲ့ပေမဲ့လည်းငါဖမ်းထွက်ခွာနိုင်ခြင်းမရှိဘဲနဲ့ကြေးရောက်ပြန်လာခဲ့ရတယ်စစ်ကောင်စီတင်မောကကပြာဝပင်လယ်ဝမှာ3ပတ်လောက်ရှိနေပြီးတော့ပင်လယ်ထွက်ငါးဖမ်းလေတွေကိုစစ်ဆေးပြီးတော့73စီနဲ့ငါးတွေကိုလည်းယူလေးရှိရဲဆိုပြီးတော့သိရတယ်ပေါ့နော်ဒါတွေကတော့ညီမတို့ဒီတစ်ပတ်အတွင်းမွန်ပြည်နယ်မှာထူးထူးခြားခြားဖြစ်ပွားခဲ့တဲ့သတင်းတွေကိုလကုံအိမ်စာစင်ရဲ့ Independent Mon News Agency နဲ့တန်တွင်တိုင်းသတင်းစာမျက်နှာတွေကနေပြီးတော့ညီမတို့မောင်နှမ2ယောက်ကကောက်နှုတ်တင်ဆက်ထားတာဖြစ်ပါတယ်နောက်တစ်ပတ်တွင်မှာလည်းစိတ်ဝင်စားဖို့ကောင်းမဲ့သတင်းတွေကိုကျမတို့မောင်နှမ2ယောက်နဲ့တူစောင့်မျှော်နှာဆင်ပေးကြဖို့မြစ်တာရက်ခံလိုက်ရပါတယ်ရှင်ဆေးရနာရှင်ကြောက်ဆုံးရင်းနဲ့ Federal Democracy စနစ်ပေါ်ထွန်းလာရေးမှာလူထုတွေတက်နိုင်တဲ့နည်းလမ်းကနေပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်ရင်းနဲ့အခုအစီအစဉ်ကိုဆုံးသက်လိုက်ပါရစေ